ကဲမင်္ဂလာပါခင်ဗျာအာဆင်နယ်ဖန်ပေါင်းလို့ရေးခုကျွန်တော်ဒီညပြောမယ်တခုတော့ပြောရှင်းတော့ဗောတချေကအာတီတာမကောင်းလို့လားအာတီတာမကောင်းတဲ့ခါကျတော့လူတွေကရှုပ်ပဲနဲ့ကြော်တဲ့ခါကျရင်အာတီတာပြစ်တင်ရှင်တယ်အာတီတာပဲပြစ်ရှင်နေတယ်တော့ကစားသမားတွေပြစ်တင်လိုက်အာတီတာပြစ်တင်လိုက်ဆုတ်ဆက်ခါနေရောပဲဒီကနေ့ကျတော့အာတီတာလည်းသူ့လုံးနဲ့သူ့လုံးပါတယ်သူညက်တယ်ဆိုလဲပြောလို့ရတာပေါ့ပွဲတိုင်းလိုပါလို့သူလူစင်းထဲတာနည်းနည်းပါအမယွင်းနေရှိတာဟုတ်ကစားသမားတွေစိတ်ဓာတ်တက်ကြွဖို့ကအဓိကနင်းပြမှာပဲနင်းပြထိုးသွင်းမယ်အဓိကအကစားသမားတွေစိတ်ဓာတ်ကောင်းမှုတယ်ကလပ်ဖလားပဲကြည့်လိုက်ပါလားထည့်ထားတဲ့ကစားသမားတွေမတော်မမိကြအောင်ပေါ့ဘီလာကိုအစင်းနဲ့ရှောက်ရလို့ဘယ်လိုခံစားရလဲအဲဒီမှာကွင်ထမ်းမှာထတော့မနိုင်ဘူးဟိုထိုးဒီထိုးနဲ့ဘလောက်ထိခံစားချက်တွေရှိလဲဒါကစားသမားတွေရဲ့စိတ်ဓာတ်နောက်ကလပ်ဖလားနဲ့အဒီမှာဆိုတဲ့ဆောရတဲ့ပွဲကြီးပြီလားကစားသမားတွေကြတော့ရှောက်အောင်အဲ့ဒီပုံစံမျိုးတွေရှိသေးလားအဲ့ဒီပုံစံမျိုးမရှိတော့ဘေးကနေမင်းနိုင်ငံငယ်နဲ့လက်ခုပ်တီးနေရတယ်အဲ့ဒီပုံစံတွေကဒါတိုင်းကွာဟာချက်စီတယ်ပတ်ချချက်အများကြီးတယ်ကစားသမားကိုယ်တိုင်တွေကလည်းသိတယ်ပဲဒါဆရာကြီးဘယ်လိုလှုပ်ထားလဲငါတို့ဆရာကြီးကဘယ်လိုလှုပ်ထားလဲဗောလူစုံတက်စုံလည်းမထဲဘူးငါတို့ကစားတာနှစ်ပေါင်းတွေကြာနေပြီဘယ်လိုအတွဲတွေဘယ်လိုကောင်းအောင်ကစားမလဲဘယ်တွဲရအဆင်ပြေတယ်ဆိုတာတော့ဒါကစားသမားတွေလည်းသိတာပဲเนาะသိကြမှာပေါ့ဒါမဲ့နိပြကိုယ်တိုင်လည်းသိမှာပေါ့ကလပ်ပေါ်လဲရှေးသွားတယ်ဆောင်းတန်ကိုလည်းရှုံးပြီးတော့ဖားနေပြုတ်သွားတယ်ဒါကစားသမားတွေကသိမဝမ်းနေပါဘူးမကြေကွဲပါဘူးလက်ခုပ်တီးရုံနဲ့အဆင်ပြေတော့ပဲဒါပရိသတ်တွေအနေနဲ့ကြတော့ဘယ်လိုပြောရမလဲပောက်ကွဲကုန်တယ်ပေါ့ဟုတ်လားပောက်ကွဲကြတာပေါ့အာတီတာဘာတွေလှုပ်တာလဲလို့ပောက်ကွဲတယ်ပဲကဲအခုအဲ့ဒါတွေမေးလိုက်ကြတော့မဆွေတို့မေးလိုက်ကြတော့အခုကပြတ်တက်လာပြီဒါချန်ပီယံလိမ့်မှာဟိုလိုဒီလိုလည်းပေါ့အာဆီနယ်ကတဆင့်ချင်းတက်လာတယ်ဒါဒီကဒီနေ့စပို့အကွင်းမှာတလုံးသိမ်းပြီးတော့အခုအာရှိအကွင်းမှာမသွင်းနိုင်တော့ဘူးဆိုတော့မဲ့သူကတဲရပြီးတစ်ဆင့်တော့ဆီမီဖိုင်နယ်ရောက်နေပြီနော်အဲ့ဒီမိုးတွေခြံထားလိုက်တော့ဆက်ပြီးတော့မမြင်ရတော့ဒီမိုးခြံလိုက်တော့အာတီတာဆိုတာလည်းစပိန်သားကျွန်တော်ထပ်ပြရမယ်လုံခဲ့တဲ့2010ကမ္ဘာဖလားတော့စပိန်အားလို့ပဲစပိန်ကစားလိုက်တာကမ္ဘာဖလားရဲ့ပွဲရဲ့အစဆွစ်ဇာလန်ကိုတစ်တောင်ကြားနဲ့ဆိုရတယ်ဒါတော့ဆရာကြီးတော့မမီးမှာပဲတစ်တောင်ကြားနဲ့ဆိုရကြတော့ဒါကမ္ဘာဖလားပွဲရဲ့အစတစ်တောင်ကြားနဲ့ဆိုတဲ့ခါကျတော့ဖလားရဖို့ပဲမျောလင့်စရာအကြောင်းစီးတော့လဲအစုပွဲမှာသွားဆုံးနေပြီလေဖလားရဖို့မျောလင့်ကြည့်တာမရှိတော့ဘူးစဉ်းစားလေဒါဘယ်လိုလုပ်လဲဖေးခံစစ်ခွက်တဲ့နဲ့ဘာမဟုတ်ညာမဟုတ်နဲ့တော့အုပ်စုကနေကြုံဖြောက်သွားတယ်အဲ့ဒီတရားနဲ့16တင်းအစစ်တင်းအစစ်အဲ့ဒီကနေစစ်ပွဲပိကနီတေတုံညာရတော့တေသွားတယ်ဟောဘိုလူပွဲရောက်တဲ့ဒီတေတုံညာနဲ့ပဲဖလားယူသွားတယ်အေးအဲ့ဒါမျိုးလည်းရှိတယ်နော်အထင်တော့မသိနဲ့ဘာဖြစ်လို့ဆိုတော့ကိုကလည်းပြောလို့မရဘူးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါမျိုးပြောချင်းတာအခုလောဆယ်အရင်တော့မိထားလိုက်အောင်အခုကဆီမီဖိုင်နယ်ရောက်နေပြီလေနော်စိတ်အေးချမ်းသာနဲ့အမားယွင်းတွေပါတွေခြံထားလိုက်အခုဆက်အားပေးရမယ်ဟာတွေပဲမျောနေနေကြတာတော့ကဲကိုရတော့မစသေးဘူးတော့ဆိုလာအောင်မယ်ဟုတ်လားကိုရတော့လာအောင်မယ်အဲ့ဒီစပိန်ဖလားရတဲ့နေ့ကပုံစံမျိုးသွားလာရင်ဘယ်လိုလုပ်မလဲဟ
ဘာလို့ညာလို့နဲ့တီတုံညာနဲ့တွေ့ဖလားယူရတာမတွေ့လားအေးအဲ့ဒါမျိုးကြီးဖိကောင်းဖိနိုင်တယ်မဖြစ်တော့မထင်နဲ့ဖိကောင်းဖိနိုင်တယ်ဒါပြည့်ရဆိုတော့အာဆင်နယ်တင်းကသူများတင်းနဲ့မတူဘူးများတင်းကချိန်ငိမ့်တယ်နိုင်မယ်ရှောင်းမယ်ကစားလိုက်ပလက်ကျိုရှောရတယ်ဘာလို့မရဘူးနိုင်ဝိုင်းလည်းပလုတ်ပလသင်ပြလိုက်တယ်ဂိုးတွေအဲ့ဒါမျိုးရှိတယ်ဒါပေမဲ့အချင်းကြတော့ချင်းမငြိမ်ဘူးဗျအခုကအစစ်တက်လေးချင်းမငြိမ်လေးဘာဖြစ်လဲဆိုတော့အာဆင်နယ်ကလူငယ်တွေများတယ်လေလူငယ်တွေများတော့ဖိအားတန်းတွေခမနိုင်ဘူးသူများပြောတာဟိုဟီဆိုရင်အာဆင်နယ်ကပလာကြပါတယ်လူငယ်တွေများတော့တခြားသင်းတွေလိုက်ကြည့်လိုက်ကဘာအဆင့်မီကစားသမားတွေအသင်းတိုင်းမှာစီးတယ်အာဆင်နယ်ပဲကဘာအဆင့်မီကစားသမားမရှိဘူးအဲ့ဒါကြောင့်မို့စိတ်ကြောက်တယ်သူများဟိုဟာမီတော့ဟာကြီးကဘာကြီးလဲဟာဆိုတော့စိတ်လို့ရှာသွားပြီးတော့မငြိမ်သက်ဘူးအဲကြောင့်မို့တကယ်တော့ပြောတာအာဆင်နယ်အသင်းသားတွေလိုက်ကြည့်လိုက်ကပတ်အဆင်မီတော့မရှိဘူးဒါကြောင့်မို့သူများဖိအားလေးနဲ့ပေးလိုက်မယ်ဆိုရင်သူတို့ကစိတ်လို့စားပြီးတော့ဘာတော့ပတ်ကြွသွားအဲကြောင့်မို့ဘုံမောက်တော့ဆုံးတာပေါ့ဒီအဲ့ဒါမျိုးတွေဖိကောင်းဖိနိုင်တယ်နောက်မုတ်တိတဲ့စိတ်ခြံထားလိုက်ဗျာမုတ်တိတဲ့စိတ်ခြံလိုက်ငါတို့ကအဆင်နဲ့မှအဆင်နဲ့ပဲလာခဲ့မယ်တစ်စစ်ချင်းစီခုနပြောခဲ့တဲ့စပိတ်ကမ္ဘာဖလားရတဲ့ပုံစံမျိုးနဲ့လာကောင်းလာနိုင်တယ်နော်မယုံမစည်းနဲ့ကဲအားလုံးအော်ဆိုလာဆိုင်ဗျာအော်ဆိုလာဆိုင်